ဒီနေ့ကတော့ကျွန်တော်ဒီပေါ်စားတော့ဆိုင်သွားမှာဖြစ်ပါတယ် 이게 있잖아 라면. 위에 찾아 라면 어디? 여기. 오케이 제가 라면 하나 어떤 라면 먹어? 치킨 라면 치킨? 응. 예, 치킨 라면 먹고. 밍글라바 밍글라와 니폰 치킨 할라인 레스토랑. 맨마 친구하고 내가 여기 합법했습니다. ဒါတော့နီပိုးရွေးရစားစရာတွေပေါ့နော်တော်လေးတော့စုပ်တယ် 오늘 감사합니다. 이거 먹어, 이거 먹어. 먹어 그러면. 맛있다. 좋아. 저 프라이빗 카네리시. 이거 네파마르 어때? 네팔도 짜오민. 미얀마로 가오스웨. 이거. 좋아. 싸지 먹으나 정말 얕다 보시. 뷰လေကောင်းပေါ့ပေါ့မှာဒီလိုလေးပေါ့နော်ဆိုတော့ဒီပေါ်ကကားလူမျိုးလေးများဆိုတော့အရှိမဆိုလဲဒါအာရှာမတ်ခုရှိတယ်ဒါဆိုင်ရဲ့အပြင်ဘက်မှာဆိုလို့ရှိရင်ဒါနီပိုးရဲ့ US စာစရာတွေကိုအပုပ်လေးကတ်ထားအောင်နော်အဲ့တော့ကျွန်တော်တို့ဒီကိုရီးယားနိုင်ငံဖြောင်းထက်နာတဝိုင်းမှာကျွန်တော်တို့ဒီနီပိုးစားတော့နီပိုးစားစရာစားချင်တဲ့လူတွေပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းဒါကိုရခါလူမျိုးတွေရှိတယ်လေနော်ဆိုတော့လာရောက်စားသုံးချင်တဲ့လူတွေတွေ့ကိုကျွန်တော်ကဒါအသီးစိတ်ချင်တဲ့စိတ်နဲ့လမ်းညွှန်ပေးခြင်းဖြစ်ပါတယ်ဒါတော့ထောက်ထက်မျိုးဖြစ်ပါတယ်ခင်ဗျာတောင်ကိုရီးယားနိုင်ငံရဲ့ပေါ်ပိုက်ဒေသကြပါတယ်ဖြောင်းထက်မျိုးမှာနီပေါ်ဆိုင်ကျွန်တော်လမ်းညွှန်နေနဲ့ပြပေးရဖြစ်ပါတယ်အခုကျွန်တော်ဆိုင်ကနေပြန်ထွက်လာတာကတော့ဒီဖြောင်းထက်မျိုးရဲ့မြောက်ထောက်ပူတာရှေ့ထွက်လာတာဖြစ်ပါတယ်ကျွန်တော်လမ်းပြင်ရနေပြီးတော့ကျွန်တော်ဆိုင်ရဲ့လိပ်စာကိုညွှန်ပေးမှာဖြစ်ပါတယ်뭐가 사요? 치약? 뭐야? 이거는 네파? 치킨? 어디마 구미에 되네야 하 저는 평택묘에 명타부다ဒီဖြောက်တဲ့မြောက်ထားဗုဒ္ဓရှိတဲ့တဲ့ကနေပြီးတော့ကျွန်တော်တို့လူကွေးမြင့်ကြကူပြီးရှောက်လာရင်ဘယ်ဖဲရှောက်လိုက်ပါဘယ်ဖဲဘေးဆုပ်ချမ်းရှောက်လာလို့ရှိရင်ဒီမှာစာလုံးဝါနဲ့ဘောဘိုးဆိုတဲ့ copy sign တွေ့လိမ့်မယ်ဒီဆိုင်ကနေရှေ့တဲ့ကနေတက်ရှောက်သွားရင်ကျွန်တော်တို့နီပိုးအလံလေးထောင်းလာတဲ့ဆိုင်တွေ့မှာဖြစ်ပါတယ်